မိလိန်နာမင်းနဲ့ရှင်နာဂသေနာတို့ဤဗုဒ္ဓဝါဒရေးရာအခြေအတင်ပြောဆိုချက်များအပိုင်းရှိဗုဒ္ဓဝါဒရေးရာနဲ့ပတ်သက်ပြီးတော့မိလိန်နာမင်းကြီးဟာမေခွန်းတွေကိုမေးလာခဲ့အဖြစ်ခက်တဲ့မေခွန်းတွေအပါအဝင်တစ်ဖက်ကစောရကတက်နိုင်တဲ့မေခွန်းတွေကိုမေးလာခဲ့တာအခု20မြောက်မေခွန်းဒီမေခွန်းတစ်ခုရှေ့ကဖော်ပြခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့မေးတယ်လောကမှာပြန်လီမွေးဖွားတဲ့ပုဂ္ဂိုလ်နဲ့ပြန်လီမွေးဖွားခြင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မေခွန်းတစ်ခုထပ်တက်တယ်သူဗန္တိနာဂသေနယောနပဋိတန္တဟိတတိယောနပဋိတန္တဟတိဝေဒီတိသောကိဉ္စိဒုက္ခံဝေဒနာဒီမေခွန်းလေးကိုမေးတာနောက်ဘဝမှာပြန်လီမွေးဖွားခြင်းနဲ့ပြန်လီမွေးဖွားခြင်းမရှိတဲ့ပုဂ္ဂိုလ်ဟာတစုံတစ်ခုသောဒုက္ခမျိုးကိုခံစားရသေးသလားဘယ်လိုဒုက္ခမျိုးတွေကိုခံစားရသလဲလောကမှာဒုက္ခလို့ဆိုရဲကိုယ်နဲ့အဆင်ပြေတဲ့ agreeable သို့မဟုတ် comfortable လို့ဆိုရဲကိုယ်နဲ့အဆင်ပြေပြီးသက်သာတဲ့ချမ်းသာဒုက္ခမျိုးမဟုတ်ဘဲနဲ့ကိုယ်နဲ့အဆင်မပြေလို့ခံရခက်တဲ့ဝေဒနာမျိုးကိုဒုက္ခဝေဒနာလို့ခေါ်တယ်အဲ့ဒီဒုက္ခဝေဒနာမျိုးကိုခံစားရသေးသလားလို့မေးတဲ့မေးခွန်းဘဝမှာပြန်ပြီးမွေးဖွားခြင်းမရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်လဲလို့ဆိုကိလေသာကင်းပြီးသားပုဂ္ဂိုလ်ကိလေသာကင်းပြီးသားပုဂ္ဂိုလ်ဆိုတာယဟန္တာပုဂ္ဂိုလ်ပဲအဲ့ဒီယဟန္တာပုဂ္ဂိုလ်ဟာတစုံတစ်ခုသောဒုက္ခဝေဒနာဆင်းရဲဝေဒနာဆင်းရဲဒုက္ခခံစားရသေးသလားဆိုမေးခွန်းမေးခြင်းပဲဖြစ်တယ်ပေါ့ယဟန္တာဟာဒုက္ခရောက်သေးသလားလို့ဆိုမေးခွန်းမျိုးပဲအဲ့တော့ဒုက္ခနဲ့ပတ်သက်လာလို့ရှိရင်အခြေခံအားဖြင့်သိထားဖို့ရပါတော့ဆိုရင်ဒုက္ခဟာကာယိကဒုက္ခစေတသိကဒုက္ခလို့ချမ်းသာ2မျိုးရှိတယ်ကိုယ်ကာယနဲ့ဆက်ဆက်ပြီးတော့စတင်ပြီးတော့ကိုယ်ကာယမှာစတင်ဖြစ်ပေါ်လာပြီးစိတ်ထဲကခံစားရတဲ့ဟာကိုကာယိကဒုက္ခလို့ခေါ်တယ်ကိုယ်ကာယနဲ့ဆက်ဆက်မှုမရှိဘဲနဲ့စိတ်ထဲမှာတင်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာမျိုးကိုစေတသိကဒုက္ခလို့ဒီလို2မျိုးခွဲမှတ်ထားထို့တူပဲဒုက္ခဟာလည်းကာယိကဒုက္ခစေတသိကဒုက္ခကာယိကဒုက္ခဆိုတာကိုယ်ကာယနဲ့ဆက်ဆက်ပြီးတော့အခံရခက်တာကိုယ်ကာယပေါ်မှာအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ခံရခက်တဲ့ဝေဒနာကာယိကဒုက္ခစိတ်ထဲမှာစတင်ဖြစ်ပေါ်တဲ့ခံရခက်တဲ့ဝေဒနာကိုယ်ကာယမှာစတင်ဖြစ်ပေါ်ပြီးခံရခက်တဲ့ဒုက္ခဝေဒနာကိုကာယိကဒုက္ခစိတ်ထဲမှာစတင်ဖြစ်ပေါ်တဲ့ဒုက္ခဝေဒနာကိုစေတသိကဒုက္ခလို့ဒုက္ခကိုလည်း2မျိုးခွဲတယ်ဒုက္ခကိုလည်း2မျိုးခွဲတယ်အဲ့ဒီမှာစာပေကျမ်းကမှာကာယိကဒုက္ခကိုဒုက္ခလို့ပြောပြီးတော့ကာယိကဒုက္ခကိုဒုက္ခလို့ပြောပြီးတော့စေတသိကဒုက္ခကိုတော့သောမနတလို့ပြောတယ်ဝမ်းသာတယ်ချီးနူးတယ်ဆိုတဲ့စကားလုံးနဲ့သုံးသောမနတဆိုတာစေတသိကဒုက္ခအဲ့တော့ကာယိကဒုက္ခကိုဒုက္ခချမ်းသာတယ်စေတသိကဒုက္ခကြတော့ဝမ်းသာတယ်လို့
သောမနတဆိုတဲ့စကားလုံးကိုသုံးထို့တူပဲဒုက္ခနဲ့ပတ်သက်လာလို့ရှိရင်ကာယကဒုက္ခခန္ဓာကိုယ်မှာအခြေပြုတဲ့ဒုက္ခကိုတော့ဒုက္ခလို့ခေါ်ပြီးတော့စိတ်မှာစတင်ဖြစ်တဲ့စေတသိကဒုက္ခကိုတော့ဒေါမနတနော်မကောင်းတဲ့စိတ်ခံစားမှုခံမြင်တဲ့စိတ်ခံစားမှုလို့ဒီလိုသုံးတယ်ပေါ့ဒါကြောင့်မို့ဒုက္ခသောမနတဒုက္ခဒေါမနတလို့ဒီလိုအသုံးမျိုးတွေကိုသုံးလာတာမန်အားဖြင့်ပြောလို့ရှိရင်ဒုက္ခဆိုလို့ရှိရင်လည်းနှစ်ခုယူလို့ရတယ်ဒုက္ခဆိုလို့ရှိရင်လည်းနှစ်ခုလို့ယူလို့ရတယ်ဒုက္ခသောမနတလို့ပြောရင်တော့ဒုက္ခသည်ကာယကတက်တက်ဖြစ်ပြီးတော့သောမနတအကြောင်းမှာစိတ်နဲ့ဆိုင်တယ်ဒုက္ခဒေါမနတလို့ခွဲပြောလို့ရှိရင်ဒုက္ခသည်ကာယကဒုက္ခခန္ဓာကိုယ်မှာဖြစ်တဲ့ဒုက္ခရုပ်ခန္ဓာမှာဖြစ်တဲ့ဒုက္ခဒေါမနတသည်စိတ်မှာဖြစ်တဲ့မကျေနပ်မှုစိတ်ဆင်းရဲမှုအဲ့ဒါလို့ဝေဒနာနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာသဘောအရခွဲခြားပြီးတော့သိထားတာလူတွေဟာစိတ်ခံစားမှုတွေများစွာရှိတော့ဒီစိတ်ခံစားမှုနဲ့ပတ်သက်ပြီးတော့သိထားဖို့လိုတယ်ပို့ပြီးတော့ထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်ဒုက္ခနဲ့ပတ်သက်ပြီးတော့ကာယကဒုက္ခဆိုတာဘယ်ပုံဖြစ်လာတော့ဆိုစားလို့ကောင်းတယ်တောက်လို့ကောင်းတယ်နေလို့ထိုင်လို့ကောင်းတယ်ညောင်ညာပင်ပန်းခြင်းမရှိဘူးနေရထိုင်ရတာလည်းအဆင်ပြေတယ်ဆိုပါတော့နွေရာသီမှာပူအိုက်နေတဲ့အခါအဲယာကွန်လေးနဲ့နေလဲရလို့ရှင်အေးသွားတယ်နွေရာသီပူတယ်တပင်ရိပ်အောင်ဝင်လိုက်လို့ရှင်လည်းအေးမြသွားတယ်သို့မဟုတ်ပူအိုက်နေတဲ့အချိန်လေးမှာရေအေးအေးလေးချိုးလိုက်ရလို့ရှင်ချမ်းသာသွားတယ်မာကြောအိပ်ရကြီးပေါ်မှာအိပ်နေရအဆင်မပြေလို့အီးဆက်ဆက်မွေရလေးနဲ့အိပ်လိုက်ရပြီဆိုရင်သူကအိပ်လို့ပိုကောင်းလာအဲ့ဒါလို့ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာမှုအစဉ်ပြေမှုကိုဒုက္ခလို့ခေါ်လိုက်တယ်ကာယကဒုက္ခစိတ်ကိုရောက်သွားတာပဲဒါလဲအဲ့တော့ဘယ်လိုနားလည်ရမလို့ဆိုဝေဒနာမှန်သမျှစိတ်ထဲမှာဖြစ်တယ်လို့ဆိုတာကိုတော့မှတ်သားထားမြည်သည့်ဝေဒနာပဲဖြစ်ဖြစ်အဲ့တော့ခန္ဓာကိုယ်မှာစတင်ပြီးတော့စိတ်ခံစားမှုဖြစ်ပေါ်လာတဲ့ဟာကြတော့ကာယကဒုက္ခလို့ဆိုတာ body origin mind effect ပြောလို့ရတယ် body ဆိုတာလူရဲ့ရုပ်ခန္ဓာကိုယ်ပေါ်မှာအခြေပြုလာပြီးတော့စိတ်ထဲမှာဆိုပါစို့ပူအိုက်နေတဲ့အချိန်မှာရေအေးလေးတောက်လိုက်ရသို့မဟုတ်ရေအေးလေးချိုးလိုက်ရချမ်းသာမှုကခန္ဓာကိုယ်ကစပြီးတော့စိတ်ကလည်းကြည်နူးသွားတယ်အဲ့ဒါမျိုးကို body origin ခန္ဓာကိုယ်မှာစတင်ပြီးတော့ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာစတင်ပြီးတော့စိတ်ထိရောက်သွားတဲ့ခံစားမှုလို့ဒီလိုဆိုလို့တယ်သောမနတကြတော့အဲ့လိုဟာမျိုးမဟုတ်ဘူးလူကတော့နေဘူးတဲ့လမ်းလျှောက်နေတာပင်ပန်းပန်းချွေးတသီးသီးနဲ့အလုံးလုံးဒါပေမဲ့လို့သတင်းကောင်းလေးကြားလိုက်ရတယ်ကိုဖြစ်ချင်တာလေးဖြစ်ပြီဆိုရင်ပူရာပင်နာပန်းနာတွေအကုန်လုံးမေ့သွားသတင်းကောင်းလေးကြားလိုက်ရတာနဲ့ပဲသူကမေ့သွားပျော်သွားတယ်ပျော်သွားတယ်လူအနေထားတော့ပင်ပန်းလုံးတယ်အပူထဲမှာသွားလာပြီးပင်ပန်းလုံးနေရတယ်သို့တော့ကိုကြားချင်တဲ့သတင်းကလေးကြားလိုက်ရတဲ့အခါမှာစိတ်ထဲမှာပျော်သွားတယ်အဲ့ဒါကြတော့သောမနတလို့ခေါ်တယ်ထီပေါက်တယ်လို့ပဲသတင်းကြားနော်ယာရုတိုးတယ်လို့ပဲသတင်းကြားတခုခုကိုလှုပ်ထားတဲ့အလုပ်တစ်ခုအောင်မြင်တယ်လို့ပဲသတင်းကြားသတင်းကြားလိုက်ရတာနဲ့တပြိုင်နက်စိတ်ထဲမှာပျော်သွားတယ်လူအနေနဲ့ကတော့ဟိုပင်ပန်းတစ်ခုလုံးနေရတယ်စိတ်ပျော်သွားအဲ့ဒါမျိုးကြတော့ mind origin mental effect
စိတ်ကစပြီးစိတ်မှာပဲဖြစ်တဲ့ခံစားချက်တစ်ခုထို့တူပဲဒုက္ခဝေဒနာမှာလည်းဒုက္ခနဲ့ဒေါမနတဒုက္ခဆိုတာသွားကြိုက်တယ်နားကြိုက်တယ်နေထိုင်မကောင်းဘူးတုပ်ကွေးဖြစ်တယ်နော်နေလို့ထိုင်လို့မကောင်းဘူးဖြစ်လာတာကိုအကြောင်းပြုပြီးတော့စိတ်ထိအောင်ပင်ပန်းဆင်းရဲမှုဖြစ်လာစတာကတော့ရုပ်ခန္ဓာကိုယ်ကစတယ်သို့တော့စိတ်ပါကူးဆက်သွားတယ် body origin mind effect လို့ခေါ်တယ်စိတ်ပေါ်မှာခန္ဓာကိုယ်ပေါ်မှာစတင်ပြီးတော့စိတ်ထိအောင်ထိရောက်သွားတဲ့ဒုက္ခမျိုးကိုကာယကဒုက္ခလို့ခေါ်တယ်ဒီလိုဆိုလို့တယ်နော်ဒေါမနတကြတော့လူကတော့တကယ်ချင်းပေါင်းတဲ့နေနဲ့ပျော်နေတာသို့မဟုတ်ပျော်ပွဲစားထွက်လို့ပျော်နေတယ်အဲ့ဒီလိုပျော်ရွှင်နေတဲ့အချိန်လေးမှာတဝဝတဟာဟာလူအနေထားလည်းပဲစားလို့ကောင်းတောင်းလို့ကောင်းပျော်လို့ကောင်းရည်လို့ကောင်းနေတဲ့အချိန်မှာအိမ်မီးလောင်တဲ့ဆိုတဲ့သတင်းကြားဘာဖြစ်တဲ့ဆိုတဲ့ကိုမဖြစ်ချင်တဲ့သတင်းတစ်ခုကြားလိုက်တာနဲ့လူဟာချက်ချင်းကြီးပြောင်းလဲသွားပျော်ရွှင်နေတဲ့စိတ်တွေကဝမ်းနဲ့ချီကွဲမှုဘက်ကိုရောက်သွားဆိုရင်တော့ကဘက်ကိုရောက်သွားတယ်ချက်ချင်းရီမောနေရတဲ့အကြောင်းအရာလေးတစ်ခုမှမဆုံးခင်မျက်ရည်ကျရမယ်အကြောင်းအရာတစ်ခုဖြစ်သွားအဲ့ဒါကြတော့မိုင်းထဲမှာပဲစိတ်မှာပဲစတင်ပြီးတော့စိတ်မှာခံစားရတဲ့ဟာမျိုးဒီလိုဆိုလို့တယ်ပေါ့နောက်တနည်းကတော့တကယ်ချင်းပေါင်းတဲ့အနေနဲ့ပြောနေတဲ့အခါမှာတယောက်နဲ့တယောက်အစင်ပြေလို့စကားများကြပြီဆိုတဲ့အခါလဲလူဟာပျော်ရွှင်မှုရပ်ဆိုင်ပြီးတော့ဒေါသတွေဖြစ်ကြဒါလဲဒေါမနတတစ်ခုပဲเนาะပျက်စီးဆုံးရှုံးမှုတော့မဟုတ်ဘူးစိတ်ဆိုးတယ်အလိုမကျဖြစ်သွားတယ်အဲ့ဒီအချိန်မှာဒေါသဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒေါမနတဆိုတာစိတ်ပေါ်မှာပဲအခြေခံပြီးစိတ်ထဲဖြစ်တဲ့ခံစားမှုလို့လူတိုင်းဟာခံစားမှုတွေမျိုးစုံရှိတယ်ဒါတတိထားတတ်ဖို့လို့ဒုက္ခဒေါမနတဒုက္ခဒေါမနတလို့စိတ်ခံစားမှုတွေအာယုန်နဲ့တွေ့ပြီးတော့လူတွေမှာဖြစ်ပေါ်လို့ရှိတယ်မြင်တဲ့အာယုန်ကိုတွေ့ပြီးတော့ကိုကြိုက်တာမကြိုက်တာကြိုက်တဲ့အာယုန်လေးတွေးလိုက်လို့ရှင်မြင်တဲ့အာယုန်ပေါ်မှာလဲဒုက္ခဒုက္ခဒုက္ခဖြစ်တယ်ကြားတဲ့အာယုန်ပေါ်မှာလဲဒုက္ခဒုက္ခဖြစ်တယ်နမ်းရှူတဲ့အနတ်လျှာပေါ်မှာရဲရတဲ့အရာသာခန္ဓာကိုယ်ထိတွေ့နဲ့ပတ်သက်ပြီးတော့လဲဒုက္ခဒုက္ခဆိုတာဒီပုံစံနဲ့ပဲလာဖြစ်တယ်အာယုံပေါ်မှာစိတ်ခံစားမှုလေးတွေဟာမတူညီတဲ့စိတ်ခံစားမှုလေးတွေလူတိုင်းမှာအခါအားလျော်စွာဖြစ်နေကြတယ်ပေါ့အဲ့တော့ယန္နာပုဂ္ဂိုလ်မှာဒီလိုစိတ်ခံစားမှုတွေတဲကဒုက္ခဆိုတဲ့စိတ်ခံစားမှုသူ့မှာရှိသလားဒီမေကွန်မေးတယ်နော်ယန္နာပုဂ္ဂိုလ်မှာဒုက္ခဆိုတာတော့ယန္နာပုဂ္ဂိုလ်မှာရှိတယ်တမန်လူတွေလိုပဲယန္နာပုဂ္ဂိုလ်မှာကျမကြီးကောင်းလို့အစဉ်ပြေနေတဲ့အခါမှာကာယကဒုက္ခဖြစ်တယ်တရားနှလုံးသွင်းနေတဲ့အခါမှာတရားဓမ္မကိုအာရုံပြုပြီးတော့သောမနတဆိုတာဖြစ်တယ်ဒါဖြင့်ဒုက္ခဆိုတာဒေါမနတလို့ဒုက္ခနဲ့ဒေါမနတကာယကဒုက္ခစေရတိကဒုက္ခသို့မဟုတ်ဒုက္ခနဲ့ဒေါမနတယန္နာပုဂ္ဂိုလ်မှာအဲ့ဒီခံရခဲ့တဲ့ဒုက္ခဝေဒနာနှမျိုးဖြစ်နိုင်သေးသလားဒီမေကုံမေးတာပေါ့နော်ဘယ်လိုဒုက္ခမျိုးယန္နာမှာဖြစ်လဲဆိုဒါကိုသဘောပေါက်ဖို့သူကမေးတာနော်အဲ့တော့ဘဝမှာပြန်ပြီးမွေးဖွားခြင်းမပြုတော့တဲ့ယန္နာပုဂ္ဂိုလ်ဟာတစုံတစ်ခုသောဝေဒနာမျိုးကိုဒ
ဒုက္ခဝေဒနာမျိုးကိုခံစားရသေးသလားဒုက္ခဝေဒနာ2မျိုးရှိတဲ့ထဲကကာယကဒုက္ခစေတသိကဒုက္ခအဲ့ဒီဒုက္ခဝေဒနာ2မျိုးကိုခံစားရသေးသလားလို့မေးတော့ရှင်နာဂသေနာဖြေတယ်ကိဉ္စီဝေဒေတိကိဉ္စီနဝေဒေတိတချို့ဒုက္ခဝေဒနာကိုတော့ခံစားရသေးတယ်တဲ့တချို့ဒုက္ခဝေဒနာတော့မခံစားရဘူးတဲ့ဒီလိုပဲဖြေလိုက်တာနော်ဒုက္ခဝေဒနာတချို့ကိုတော့ခံစားရတယ်ဒုက္ခဝေဒနာတချို့ကိုမခံစားရဘူးဆိုတော့မိလိုက်နာမင်းကြီးကထပ်မေးပြန်တယ်ကိဉ္ဝေဒေတိကိဉ္နဝေဒေတိဘယ်ဒုက္ခကိုခံစားရပြီးဘယ်ဒုက္ခကိုမခံစားရတာတော့ရှင်းပြောပါဦးလို့ဆိုတော့ရှင်နာဂသေနာကာယိကံမဟာရာဇဝေဒနာဝေဒေတိစေတသိကံပဏဝေဒနာနဝေဒေတိတဲ့ယဟနာပုဂ္ဂိုလ်တွေခံစားရတဲ့ဒုက္ခသည်ကာယိကဒုက္ခစေတသိကဒုက္ခဆိုတာကိုယဟနာပုဂ္ဂိုလ်တွေမခံစားရဘူးတဲ့ဒီလိုဆိုလို့တယ်နော်ကာယိကဒုက္ခကတော့ဖရာယဟနာလည်းမလွတ်နိုင်ယဟနာဖြစ်ပေမဲ့လို့ခေါင်းကိုက်ခြင်းကိုက်မှာပဲလေသွားနာခြင်းလဲနာမှာကြောအောင်ခြင်းလဲအောက်ရသဗျာကိုယ်တိုင်ပဲတရားဟောရင်ကကြောအောင်လို့ယဟန်တော်တွေကိုမိတ်နေရှိတယ်ပိဋ္ဌိမေအာခိလယတိငါကြောညောင်းနေတယ်ခဏဆန်းလိုက်အောင်မယ်ယဟန်နေမအေးချင်ကြသေးဘူးတရားဆက်ဟောလိုက်ပါငါကြောညောင်းနေသေးတယ်ခဏဆန်းလိုက်အောင်မယ်ဒီလိုပြောတဲ့သုတ်တန်တွေပါရှိတယ်နောက်တစ်ခါမြတ်စွာဘုရားမှာဆိုလို့ရှိရင်ဒီဗရကဒုက္ခပေးပြီးတော့ကိစ္စကုတ်တောင်ဆောင်မှာကမ္မထမ်းကျောင်းနားမှာလမ်းလျှောက်နေတဲ့အချိန်မှာတောင်ပေါ်ကနေပြီးတော့ကျွတ်တင်စီမံထားတဲ့ကြောက်တုံးကြီးလှိမ့်ချတာအဲ့တော့လှိမ့်ချလိုက်တဲ့အခါတမန်အားဖြင့်အဲ့ဒီကြောက်တုံးကြီးဟာဒုံလုံးကြလာမယ်ဆိုရင်တော့မြတ်စွာဘုရားကိုဖိသွားနိုင်တယ်ပေါ့နော်သို့တော့ကံအားလျော်စွာလိမ့်ကြလာတဲ့ကြောက်တုံးကြီးကအောက်ကကြောက်ဆောင်တစ်ခုနဲ့ဝင်ဆောင်လိုက်တော့လိမ့်ကြလာတဲ့ကြောက်တုံးကြီးကိုအောက်ကကြောက်ဆောင်တစ်ခုနဲ့ဆောင်းလိုက်တဲ့အခါမှာကြောက်ဖက်တစ်ခုဟာပြုတ်ထွက်လာပြီးမြတ်စွာဘုရားခြေတော်လာမှန်ကြောက်တုံးကြီးကတော့ဘုရားစီရောက်မလာတော့အဲ့ဒီခြေတော်ကိုလာမှန်တဲ့အခါမှာမြတ်စွာဘုရားအမတမနာကျင်တဲ့ဝေဒနာဖြစ်တယ်။တာမန်ပုဂ္ဂိုလ်တယောက်ဆိုရင်အဲ့ဒီနာမှာခွေရလဲသွားမှာပေါ့ခြေတော်ကိုမှန်တာကိုသို့တော့မြတ်စွာဘုရားမှာပြင်းထန်တဲ့ဝေဒနာဖြစ်သွားသည့်အတွက်ကြောင့်အနိဗ္ဗာန်ရှိတဲ့ယဟန်တော်တွေဟာမြတ်စွာဘုရားထံဝိုင်းအောင်ရောက်လာပြီးတော့ထမ်းစင်မောတင်ပြီးမြတ်စွာဘုရားကိုစီဝကာကြီးရဲ့တရဲ့ဥယျာဉ်ကျောင်းဘက်ကိုပင့်သွားကြဘုရားလမ်းလျှောက်ကြွတာမဟုတ်ဘူးထမ်းစင်နဲ့ထမ်းသွားအဲ့တော့ထမ်းစင်နဲ့ထမ်းခေါ်သွားအင်တမနာတယ်စီဝကာကြီးရဲ့တရဲ့ဥယျာဉ်ကျောင်းထဲရောက်တဲ့အခါမြတ်စွာဘုရားအဲ့ရဂရင်ညောင်းဆောင်ပေါ်မှာလဲလျောင်းပြီးတော့မထနိုင်ဘူးလမ်းမလျှောက်နိုင်ဘူးအဲ့ရပေါ်မှာပဲလှဲနေရဆရာကြီးကကြီးကလာပြီးတော့ဆေးကုပေးတယ်ခုခေတ်လိုပိန်ကီလာတွေပါတယ်လည်းရှိမထင်ဘူးနော်နာတယ်ဒါနာရတက်တောင်ခုခေတ်ပိန်ကီလာဆိုဘိန်းကိုထိုးတာနဲ့ထူရတယ်ကြာနော်မော်ဖီယာတို့ဘိန်းတို့ဆိုအဲ့ဒီလိုအာယုံကြောတွေထုံတော့လုပ်တဲ့ဟာမျိုးမြတ်စွာဘုရားကိုလုံးမပေးတော့အင်မတန်မှနာတယ်နာလိုက်တာတညလုံးကျိတ်ဆက်လို့မရနိုင်ဘူးလို့ပြောလို့ရတယ်သို့တော့မြတ်စွာဘုရားသည်ကာယကဒုက္ခနာကျင်မှုအပေါ်မှာစေတသိကဒုက္ခစိတ်ကလိုက်နာတာမရှိဘူး
အဲ့တော့ခန္ဓာကိုယ်ကနားနေပြီမဲ့လို့စိတ်ကမနာစိတ်ကမနာသည့်အတွက်ကြောင့်မဲ့ရွက်ညည်းညူနေတာတွေမရှိဘူးပေါ့နော်ခန္ဓာကိုယ်ကနာပြီမဲ့လို့စိတ်ကနာတယ်ဆိုတာမခံစားရဘူးအဲ့ဒီမှာမြတ်စွာဘုရားခြေထောက်ဒဏ်ရာရသွားတဲ့အချိန်မှာညတကောင်ရန်လူတွေတိတ်သွားပြီဆိုတဲ့အချိန်စတုမာရိနမင်းကြီးတို့လာပြီးဘုရားကိုသတင်းမေးကြတာတရားမင်းရလည်းလာတယ်ပြမမင်းတွေလည်းလာကြတယ်ညအခါမှာရောင်ကြီးတွေတဝင်းဝင်းနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းမှာညလာကြတယ်လာပြီးတော့သတင်းမေးကြတယ်မေးတဲ့နတ်တွေပြမတွေဆေးကုသွားတယ်လို့စားတယ်မှာမပါဘူးမြတ်စွာဘုရားကိုချီးမွမ်းသွားကြတယ်မြတ်စွာဘုရားအံ့ဩပဲကောင်းလိုက်တာဒီလောက်တန်ရာပြည့်နှက်တောင်မငြင်းညူဘူးလို့အပြုံးမပြတ်ဘူးလို့ဆိုပြီးတော့ချီးမွမ်းသွားကြတာရှိတယ်ပေါ့တန်ယုဒ္ဓနိကေမှာတက္ကလိကသုတ်ဆိုတာအဲ့ဒီမှာဖော်ပြထားတာရှိတယ်နောက်ပိုင်းတော့ဇီဝကကြီးကဓာတ်နဲ့မကောင်းတဲ့သွေးတွေကိုခွဲထုတ်ပြီးတော့ဆေးထည့်ပြီးပฏิစီပေးတဲ့အခါမှာတဖြည်းဖြည်းနဲ့မြတ်စွာဘုရားရဲ့ယောဂဝေဒနာပျောက်ကင်းသွားတယ်အဲ့ဒီဒုက္ခဝေဒနာကိုမြတ်စွာဘုရားခံရဘူးတဲ့သို့သောအဲ့ဒုက္ခဝေဒနာခံစားရသည့်အတွက်ကြောင့်ညှဉ်းညူတာဆိုစိတ်ဆင်းရဲတယ်ဆိုမရှိဘူးတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့ဖြစ်ပေါ်လာတဲ့ကာယကဒုက္ခပေါ်မှာစေတသိကဒုက္ခတွဲဖက်ပါလာတဲ့အခါကျတော့အယုတ်ကျိုးပြတ်ဘုံဘုံလဲတာပဲနော်သွားကြရင်လဲမျက်နှာကိုညှိုးသွားတာနားကြရင်လဲမနေနိုင်မထိုင်နိုင်တခုခုဖြစ်ရင်လဲစိတ်ပါဆင်းရဲပြီးတော့လူတွေဟာစိတ်ညစ်နေကြဘာလို့ဆိုရင်ကာယကဒုက္ခကိုအကြောင်းပြုပြီးတော့စေတသိကဒုက္ခပါလူတွေဖြစ်တယ်လို့သူတို့ဆိုလို့ယန္နာပုဂ္ဂိုလ်တွေကြတော့ကာယကဒုက္ခကိုခံစားရတော့လဲစေတသိကဒုက္ခဆိုတာသူတို့စီမှာစိတ်ညစ်တယ်လို့ခံရခက်တယ်လို့ဆိုမလားဘူးအဲ့ဒီမပေါ်လာဘာလို့မပေါ်တာတော့ဆိုစိတ်ထဲမှာခံပြင်းနဲ့ခံမြင်မှုကိုဖြစ်ပေါ်စေရတဲ့ဒေါသဆိုတာမရှိတော့သည့်အတွက်ကြောင့်ဒေါသနဲ့တွဲဖက်ပြီးတော့လာတဲ့ခံစားချက်ဆိုတာမရှိတော့ဒါလို့ဆိုလိုတာပေါ့နော်အဲ့ဒါကြောင့်မို့လို့မိလိန်နာမင်းကြီးကိုရှင်နာဂသေနာဖြေတဲ့အခါမှာကာယကံမဟာရာဇဝေဒနာဝေရိတိစေရတိကံပနာဝေဒနာနဝေထိတိနောက်ဘဝမှာပြန်လီမွေးဖွားခြင်းမရှိတော့တဲ့ယန္တာပုဂ္ဂိုလ်ဟာကာယကဒုက္ခကိုတော့ခံစားရသေးတယ်တဲ့ကာယကစေတသိကဒုက္ခဆိုတော့မခံစားရတော့ဘူးလို့သူတို့ဆိုလို့ဒါနဲ့ပတ်သက်ပြီးတော့တန်ယုဒ္ဓနိကေတန်လသုတ်မှာမြတ်စွာဘုရားဟောထားတာတွေကမှတ်သားဖို့ရကောင်းပုရုဇဉ်တရားတွေတမန်ပုဂ္ဂိုလ်တွေဟာတရားမပြည့်တဲ့ပုဂ္ဂိုလ်တွေဟာရှုခန္ဓာကိုယ်ကြီးမှာတခုခုဒုက္ခဖြစ်ပြီးဆိုလို့ရှိရင်အဲ့ဒီယုတ်ခန္ဓာကိုယ်ကြီးကိုဒုက္ခဖြစ်ရင်စိတ်ကပါနောက်ကလိုက်ပြီးတော့စိတ်ဆင်းရဲမှုကတွဲဖက်လာတယ်ကိုယ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲမှုကတွဲဖက်ပြီးတော့လာတယ်အဲ့ဒီလိုတွဲဖက်လာယုံနေမကဘူးဒါကြီးပြောင်းချင်လိုက်တာဒီဒုက္ခကြီးကလွတ်ချင်လိုက်တာလို့ဆိုတဲ့အတွေးတစ်ခုကလည်းဝင်လာပြန်ဆိုတော့မြတ်စွာဘုရားကဥပမာပေးထားတယ်လူတစ်ယောက်ဟာရန်သူကပြစ်လိုက်တဲ့မြားတံကြီးကလာဆူးတယ်အဲ့ဒီမြားတံကြီးတစ်ခုဆူးတဲ့ပုံမှာနောက်ထပ်မြားတစ်ချက်ထပ်ပြီးတော့ပြစ်လိုက်တော့နှစ်ချက်ဆူးတယ်အဲ့နှစ်ချက်ဆူးနေတဲ့အပြင်နောက်ထပ်တစ်ချက်ပြစ်လိုက်တဲ့အခါကျတော့သုံးချက်ဆူးသွားတယ်
တယောက်တည်းမှာမြားတံ၃ချက်စုခံရတယ်လို့ပဲတဲ့ပုထုဇဉ်တွေပထမကာယိကဒုက္ခဆိုတဲ့မြားတံစုတယ်အဲ့ဒီပေါ်မှာစိတ်ဆင်းရဲမှုထပ်ပိုးလိုက်သည့်အတွက်ကြောင့်စေတသိကဒုက္ခလို့ဆိုတဲ့မြားတံတစ်ခုထပ်စုတယ်အဲ့ဒီပေါ်မှာဒီဒုက္ခတွေကလွတ်ချင်တဲ့စိတ်နဲ့ထပ်ပြီးတော့လူရဲ့စိတ်မှာမငြိမ်မသက်ဖြစ်တဲ့တောင်းဆိုမှုတွေဖြစ်လာတဲ့အခါနောက်မြားတံတစ်ခုထပ်စူးပြန်တယ်လို့ဒီလိုဆိုတယ်အကုသိုလ်တွေထပ်ပိုးတာကိုပြောတယ်နော်အဲ့တော့အရိယပုဂ္ဂိုလ်တွေကြတော့ယဟန္တာတို့ဖရာတို့ကြလို့ရှိရင်မြားတံတစ်ချက်နဲ့ပဲရပ်သွားတယ်ဒုတိယမြားတံတတိယမြားချက်မလာတော့လို့ဆိုလို့ဒီနကုလမာတာနကုလပိတာနကုလပိတာတခါကြီးကိုမြတ်စွာဘုရားဆုံးမတဲ့စကားလေးတစ်ခုခန္ဓာကိုယ်နာခြင်းနာပါစေစိတ်မနာပါစေခန္ဓာကိုယ်နာပေမဲ့လို့စိတ်မနာအောင်ငါနေမယ်လို့ကျင့်ပါလို့ဆိုရဟန္တာဖြစ်အောင်ကျင့်ခိုင်းတာပဲဒါပုရုဇဉ်တွေကြတော့ယုတ်ခန္ဓာကိုယ်နာလို့ရှိရင်စိတ်နာမှုကတွဲဖက်လိုက်လာတယ်နောက်ကနေနောက်ဆက်တွဲလိုက်လာဖြစ်ရလေခြင်းဆိုတဲ့စိတ်ခံစားမှုကဝင်လာတယ်နော်မရှောင်လွဲနိုင်ဘူးအဲ့လိုအဲ့တော့ယန္တာပုဂ္ဂိုလ်ကြတော့ဖြစ်ရလေခြင်းဆိုတဲ့စေတသိကဒုက္ခမလာဘူးမလာတော့ကာယိကဒုက္ခကိုရှုမှတ်ပြီးတော့ထိုကာယိကဒုက္ခကထွက်မြောက်ဖို့ရကြိုးစားနိုင်သွားတယ်ဒီလိုဆိုလို့ပုရုဇဉ်ကြတော့ထွက်ပေါက်မသိသည့်အတွက်ကြောင့်ဒါကြီးကိုပဲစိတ်ကမကြေမနက်တွေဖြစ်တယ်နောက်မြားတစ်ချက်ထပ်ဆူတာနဲ့တူတူပဲတကယ်ထွက်လန်းကိုမသိသည့်အတွက်ကြောင့်မတောင်းတရမယ့်ဟာထပ်တောင်းတတဲ့အခါကျတော့နောက်ထပ်မြားတစ်ချက်ထပ်ဆူတယ်ဆိုတစ်ခါဖြစ်ရင်၃ချက်ဆူခံရတယ်လို့သူတို့ဆိုလို့ပုရုဇဉ်တွေမှာဒီလိုဖြစ်တယ်ဘုရားယဟန္တာတွေကြတော့တစ်ချက်နဲ့ပဲပြီးသွားတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့နာဂသေနရှင်နာဂသေနဖြစ်ဆိုတာနော်ကာယိကံမဟာရာဇဝေဒနံဝေထေတိစေတသိကံပဏဝေဒနံဒုက္ခံဝေဒနံနဝေထေတိကာယိကဒုက္ခဝေဒနာတော့ခံစားရတယ်စေတသိကဒုက္ခဝေဒနာတော့မခံစားရဘူးလို့ဆိုတော့မိလိုက်နာမင်းကြီးကအကြောင်းတရားကိုဆက်မေးတယ်အရှင်ဘုရားကာယိကဒုက္ခကိုခံစားရတယ်ဆိုတာဘာကြောင့်လဲဘာကြောင့်ကာယိကဒုက္ခတော့ခံစားစေတသိကဒုက္ခဝေဒနာကိုမခံစားရဘူးဆိုတာကြတော့လေဘာကြောင့်မခံစားရတာလဲအဲ့ဒါလို့အကြောင်းကိုထပ်မေးတဲ့အခါကျတော့ရှင်နာဂသေနအကြောင်းမရှိလို့အကျိုးမရှိတယ်ဆိုတဲ့စကားမျိုးနဲ့ဖြေတယ်လောကမှာအကြောင်းရှိမှအကျိုးဆိုတာဖြစ်ပေါ်လေးရှိတယ်အကြောင်းမရှိဘဲနဲ့အကျိုးဆိုတာဖြစ်ပေါ်တာမရှိဘူးဒါကြောင့်မို့ယောဟေတုယောပစ္စယောကာယိကတဒုက္ခတဥပတ္တိယတတဟေတုတတတပစ္စယတအနုပရမကာယိကဒုက္ခဝေထေတိကာယိကဒုက္ခဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေမကင်းသေးသူကာယိကဒုက္ခကဆိုလိုတာကခန္ဓာကိုယ်ကြီးရှိနေလို့ရှိရင်ခန္ဓာကိုယ်ကြီးရဲ့ဒုက္ခကိုခံမှာခန္ဓာကိုယ်ကြီးရှိနေသည်မြအကြောင်းရှိနေသေးတယ်ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်လာတဲ့သွားကြိုက်ခြင်းနာကြိုက်ခြင်းကြော့အောင်ခြင်းနေထိုင်မကောင်းဖြစ်ခြင်းယောဂဝေဒနာရရှိခြင်းဆိုတဲ့ကာယိကဒုက္ခတွေခံစားရတယ်တခါတော့ကရှင်သာရိပုတ္တရာမထေရမြတ်လည်းလေးနာရာရှိတယ်ပေါ့အဲ့ဒါလို့လေးနာရာနဲ့ပျောက်တဲ့ဆေးကိုမေးမြန်းတဲ့အခါမှာ
ရှင်မောက္ကလနဲ့ပြောတယ်အိမ်မှာနေတော့ကတော့နှုတ်ကနာထမင်းသူ့မေတော်ကြီးကချက်ပေးတာအဲ့နှုတ်ကနာထမင်းပူပူလေးစားလိုက်ရရင်တော့ဒီလိုလေနာတာပျောက်ဖူးတယ်လို့ဒီလိုပြောဘူးတယ်အဲ့တော့လေနာတယ်ဆိုတာလေကာယကဒုက္ခစဉ်းစားကြည့်ပေါ့ရှင်မမောက္ကလမထေရမြတ်ကံကြမ္မာငင်းလာတဲ့အချိန်မှာကာလတိလာဆိုတာခရာနာမှာအခုဗုဒ္ဓဂယမဟာဗောဓိနာမှာနည်းနည်းခရာမျိုးနဲ့ခြားမှာရှိတယ်ကာလတိလာကြောက်တောင်ဆိုတာရှိတယ်အဲ့ဒီကာလတိလာကြောက်တောင်မှာတပါးတည်းနေတဲ့အခါမှာမုန်းတိတဲ့ပုဂ္ဂိုလ်တွေကပတ်စံပေးပြီးတော့လူသားသမား900ကိုလွတ်တယ်လွတ်တော့ရှင်မမောက္ကလအဲ့ဒီမှာပဲလူသားသမား900လက်ချက်နဲ့အသက်ခံရရတယ်ဆိုပါစို့အဲ့ဒီအသက်ခံရတဲ့အချိန်ဟာကာယကဒုက္ခတွေအများကြီးခံစားဝိုင်းဝန်းပြီးရိုက်နှက်ပြီးတတ်တာပေါ့အကုသိုလ်ကံငင်းလာတဲ့အခါကျတော့အကုသိုလ်ကံရဲ့အကျိုးကိုယန္နာပုဂ္ဂိုလ်ကြီးပဲဖြစ်စေခန္ဓာရှိနေလို့ရှင်ခံရသေးတယ်ပေါ့ခန္ဓာရှိနေသည့်အတွက်ကြောင့်အတိတ်ကကံကဒီဘဝတစ်ခုအကျိုးတော့မပေးနိုင်တော့ဘူးသို့တော့ခန္ဓာရှိနေသေးတယ်မြတ်သူ့ရဲ့အကျိုးဆက်ကျန်နေသေးတယ်အဲ့ဒါကြောင့်မို့လို့ရှင်မမောက္ကလလူသက်ခံရအဲ့ဒီလိုတပ်ဖြတ်ခံရတဲ့အချိန်မှာဒုက္ခဝေဒနာအလွန်ကြီးမားကာယကဒုက္ခသို့သောဖြစ်ရလေခြင်းဆိုတာတို့ကြောက်လန့်ခြင်းတို့ယုံကန်ခြင်းဆိုတဲ့ယုံကန်မှုကိုဖြစ်စေတာတို့ကြောက်လန့်မှုကိုဖြစ်စေတယ်ဆိုတဲ့စေရတိကဒုက္ခရှင်မောက္ကလမှာမဖြစ်ခဲ့ဘူးတဲ့ရှင်မောက္ကလမှာမဖြစ်ခဲ့ကာယကဒုက္ခတော့ဖြစ်တယ်စေရတိကဒုက္ခအနေနဲ့မဖြစ်ဘူးလို့အဲ့တော့ယန္နာပုဂ္ဂိုလ်တွေမှာအခုလိုပဲကာယကဒုက္ခတော့ဖြစ်တယ်စေရတိကဒုက္ခမဖြစ်ဘူးလို့ဘာကြောင့်ကာယကဒုက္ခဖြစ်တာတော့လို့ဆိုတာကာယကဒုက္ခဖြစ်စေနိုင်တဲ့အကြောင်းတရားတွေမပြတ်သေးလို့ဒါပြင်ကာယကဒုက္ခဖြစ်စေနိုင်တဲ့အကြောင်းတရားဆိုတာဘာလဲခန္ဓာကိုယ်ကြီးရှိနေသေးလို့ဒီလိုဆိုလိုတာပေါ့ခန္ဓာကိုယ်ကြီးရှိနေသေးလို့မပြတ်သေးတာစေရတိကဒုက္ခတော့မခံရဘူးဆိုတာဘာဖြစ်လို့စေရတိကဒုက္ခကိုမခံရတော့လို့ဆိုယောဟေတုယောပစ္စယောစေရတိကတဒုက္ခတဥပ္ပတ္တိယတတဟေတုတတတပစ္စယတဥပရမစေရတိကဒုက္ခနာဝေတိတိစေရတိကဒုက္ခစေရတိကဒုက္ခကိုဖြစ်စေနိုင်တဲ့ထုတ်လုပ်တဲ့အကြောင်းကုညီတဲ့အကြောင်းတရားတွေဟာလုံးဝပြတ်ဆဲသွားပြီတဲ့။ဘာဖြစ်လို့လဲဆိုတော့စေရတိကဒုက္ခဖြစ်တယ်ဆိုတာဒေါသရှိမှဖြစ်တာ။ဒေါသဆိုတာလဲတွေ့တာမှုတွေရှိနေမှဒေါသလည်းလာတာ။နော်။တောကရုဒေါသရုဆိုတာတွေ့တာမှုနဲ့မှလာလို့ရ။စဉ်းစားကြည့်တွေ့တာမှုရှိတဲ့နေရာတောကတို့စိတ်ပူပန်မှုတွေလာလောကလူတွေဟာနေစဉ်နဲ့အမျှလူတွေအသက်ဆုံးရှုံးနေတော့လဲကိုယ်အမျိုးလည်းမဟုတ်ဘူးကိုယ်နဲ့လည်းမသိဘူးဆိုပန်းပန်လျက်ပါပဲဘာဖြစ်ကြအပြုံးမပြစ်ပဲကိုယ်မျိုးတွေကဆိုလို့ရှိရင်လှုပ်လာနော်အဲ့ဒါဘာဖြစ်လို့တော့ဆိုတွေ့တာမှုကိုယ်ပစ္စည်းမဟုတ်လို့ကိုယ်နဲ့မပိုင်နဲ့ကိုပိုင်နဲ့ပစ္စည်းမဟုတ်တာပြက်ချင်တယ်လို့ပြက်နေလူတွေကမမှုကြအောင်သို့တော့ကိုယ်ပစ္စည်းဆိုရင်တော့နည်းနည်းလေးပဲဖြစ်ဟ
ဟဲ့ငါဟာလေးသွားပါပြီဆိုပြီးဖြစ်ဥမှာတော့ကအဲ့ဒါဘာကြောင့်ဖြစ် attachment လို့ခေါ်တဲ့တွေ့တာမှုပေါ်မှာအခြေခံတွေ့တာမှုပေါ်မှာအခြေခံတွေ့တာမှုဆိုတာလေပြောင်းလဲသွားတတ်သေးတယ်နော်ကားတစ်စီးဝယ်ထားတယ်ဘယ်မှာတွေ့တော့ကားပေါ်တွေ့တယ်အဲ့ဒီကားကိုတစ်စုံတစ်ခုကြောင့်ရောင်းလိုက်တယ်ကားပေါ်မှာမတွေ့တော့ဘူးကားရောင်းလို့ရတဲ့ငွေတုပ်ကြီးပေါ်သွားတွေ့ပြန်ပြောင်းသွားပုံကိုပြောပြတာလူကိုခင်မင်လို့လက်တွဲတယ်ဆိုလို့ရှိရင်အဲ့ဒီခင်မင်တဲ့လူအတွက်တောကဖြစ်ပြန်ကဲလက်တွဲဖြုတ်လိုက်ပြီး divorce လုပ်လိုက်ပြီးမတွဲပြန်တော့တောကမဖြစ်ပြန်မှုသူနဲ့ပတ်သက်ရှင်းရှင်းလေးပဲသူကနော်အဲ့တော့ကိုနဲ့မဆိုင်တဲ့လူအတွက်ဘယ်သူမှတောကမဖြစ်ဘူးကိုနဲ့ပြတ်ဆဲလိုက်တာနဲ့တပြိုင်နက်တောကဆိုတာမလာတော့ဒါကြောင့်မို့ where there is attachment there is a worry worry ဆိုတဲ့တွေ့တာဟိုဒီစိတ်ပင်ပန်းမှုစိတ်ဆင်းရဲမှုဆိုတာဟာတွေ့တာမှုကိုအကြောင်းပြုပြီးဖြစ်တာဒါမို့တဏှာယဇာတိသောကောကာမတောဇာတိသောကောပိမတောဇာတိသောကောချစ်ခင်မှုကြောင့်လူတွေဟာတောကဆွာဖြစ်တယ်အဲ့တော့ယ ahanan ပုဂ္ဂိုလ်မှာဒုက္ခနာကိုယ်တော်သူချစ်ခင်မှုမရှိတော့ဘူးလေအဲ့တော့သူကသူတော်မှတွေ့တာမှုမရှိတော့သည့်အတွက်ကြောင့်တောကဆွာလည်းမလာဘူးဒါကိုပြောလို့ရင်းမယ်နော်စေရတိကဒုက္ခဖြစ်ဖို့ရာအတွက်အကြောင်းတရားတွေဟာပြတ်ဆဲသွားပြီတဲ့ဒါကြောင့်မို့သူ့မှာစေရတိကဒုက္ခမဖြစ်တော့ဘူးလို့ရှင်နာဂသေနာကဒီလိုဖြေတာဖြေပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ကယ ahanan ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးဒီလိုပြောတယ်တဲ့ဒီလိုဟောတယ်သောဧကံဝေဒနံဝေဒေတိကာယိကံနစေတသိကံအရိယသာဝကယ ahanan ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာပုဂ္ဂိုလ်တူဟာကာယိကနော်ဝေဒနာကာယိကဝေဒနာလို့ဆိုတဲ့ကိုယ်ကာယမှာဖြစ်တဲ့ဆင်းရဲဝေဒနာတစ်မျိုးကိုသာခံစားရတယ်တဲ့စိတ်ဆင်းရဲမှုဆိုတဲ့စေတသိကဒုက္ခဝေဒနာကိုမခံစားရဘူးလို့တို့မြတ်စွာဘုရားကိုယ်တိုင်ကဒီလိုဟောတာအဲ့ဒါကြောင့်မို့လို့မြားတစ်ချက်ပဲအစုခံပုထုဇဉ်တွေကမြား၃ချက်အစုခံဒီလိုဆိုအဲ့ဒီမှာမိလိုက်တာမင်းကြီးကထပ်မေးတယ်ဗန္တိနာဂသေနယောဒုက္ခံဝေဒေတိကတ္တမသောနပရိနိဗ္ဗာယတိယ ahanan ပုဂ္ဂိုလ်ကြီးဟာဒုက္ခဝေဒနာခံစားရကာယိကဒုက္ခဝေဒနာကိုခံစားရပါလျက်နဲ့ဘာဖြစ်လို့ပြိဋိဘမဆံလူလိုပြောရင်တော့ဘာလို့မသိလဲပေါ့နော်ကာယိကဒုက္ခဖြစ်နေရတဲ့ဘာလို့မသိလဲဒုက္ခတွေဖြစ်နေတာကိုဘာလို့ပြိဋိဘမဆံတယ်လဲလို့ဆိုတော့မဟုတ်နော်ဘာချက်ဒါလောက်ဒုက္ခများတာမြန်မြန်သိလိုက်ပါတော့လားလို့ပြောချင်တာပေါ့ဟုတ်တယ်လောကလူတွေဆိုရင်စူးစိုက်လုပ်တယ်လေတချို့နိုင်ငံသားတွေမှာစူးစိုက်ဒေါက်တာဆိုတာရှိတယ်နေမကောင်းလို့ရှိရင်အဲ့ဒီဆရာဝန်စီသွားပြီးဆေးထုတ်ခိုင်းတာအဲ့ဆရာဝန်ကဆေးထုတ်ပေးတယ်ဘာဆေးတုံးယောဂတက်တာတဲ့ဆေးမဟုတ်သေဆေးထိုးတာအဲ့ဆေးထိုးပြီးရင်တော့ပြုံးပြုံးလေးသေသွားတယ်ဒီဒုက္ခကြီးကိုမခံစားနိုင်တဲ့အတွက်ကြောင့်ဆေးထုတ်ခံရတယ်နိုင်ငံသားတွေမှာဗမာပြည်မှာတော့ကျိုးဆွဲချသေးတာတို့ရှာတစ်လစ်နဲ့လေတရားဘောခုံချတာတို့အဲ့လိုတွေဖြစ်တယ်အဲ့တော့ဒီလိုပဲဒုက္ခကိုမခံစားနိုင်တော့ဘူးဆိုတဲ့လူတွေဟာကိုယ့်ကိုကာယိကဒုက္ခမခံစားနိုင်ဘူးဆိုရင်ကိုယ့်ကိုတတ်သိလေးရှိကြယ ahanan ပုဂ္ဂိုလ်တွေကဒီလိုအလွန်ဆိုးရတဲ့ဒုက္ခဖြစ်နေတာဘာဖြစ်လို့ယ ahanan ပုဂ္ဂိုလ်တွေဟာပြိဋိဘမဆံညတယ်လဲဆံအောင်မလုပ်ကြတယ်လဲဒီဒုက္ခကြီးဟာမခံကျင်တော့ပါဘူးဆိုပြီးတော့
မြန်သေးလိုက်ပါတော့လားလို့ပြောချင်တာနဲ့တူပါတယ်နော်ဆိုတော့နာဂသိဏမထေရမြတ်ကဖြေတယ်နတ္ထိမဟာရာဇအရဟတောအနုနယောဝပတိခောဝါယန္တာပုဂ္ဂိုလ်မှာတဲ့တွေ့တာမှုဆိုတဲ့လောဘလေလိုက်လျောမှုဆိုတဲ့လောဘအနုနယဆိုတာလိုက်လျောတာလူတွေဟာကြီးနေလို့ရှိရင်လိုက်လျောကြတယ်လေမကြည်ဘူးမုန်းတယ်ဆိုရင်ဆန့်ကျင်တယ်ဒါလူတဘာဒါမို့ဒီစကားလုံးလေးကိုသုံးတာအနုနယဆိုတာလိုက်လျောတယ်ပဋိကဆိုတာဆန့်ကျင်တယ်အနုရောဓပฏิရောဓဆိုတာလည်းသုံးလို့ရှိတယ်အနုရောဓလိုက်လျောတယ်တယောက်နဲ့တယောက်ခင်မင်းနေတဲ့ချိန်လိုက်လျောတယ်ဒီခင်မင်းမှုပြပြသွားရင်အနုရောဓမရှိတော့ပฏิရောဓဆန့်ကျင်မဲ့တွေဖြစ်လာအဲ့တော့ယန္နာပုဂ္ဂိုလ်မှာအနုနယလို့ခေါ်တယ်လိုက်လျောတဲ့လောဘပဋိကလို့ဆိုတဲ့ဆန့်ကျင်တဲ့ဒေါသမုန်းတီးတဲ့ဒေါသသူတို့မှာမရှိဘူးတဲ့လောဘဒေါသမရှိတော့ဘူးနာသအရဟံတောအပကံပါတိတိပရိပါကံအာဂမင်တိယန္နာပုဂ္ဂိုလ်တွေဟာတယတိအစိမ့်ကိုမဲ့အောင်မလုပ်တယ်လို့ပဲနော်သေချိန်မတန်သေးတာကိုအတင်းသေးမှမဟုတ်ဘူးလို့ဒီလိုဆိုလိုတယ်နော်မမဲ့သေးတာတွေကိုအုံမဲ့ဆေးထုတ်ပြီးအုံမဲ့အောင်လုပ်တာမလုပ်ဘူးတဲ့အပကံပါတင်တိနအပကံပါတင်တိယန္နာပုဂ္ဂိုလ်ဆိုတာအချိန်မကြာသေးတာတွေကိုအချိန်ကိုစွတ်ကြခိုင်းတာမျိုးမလုပ်ဘူးတဲ့ဒါလိုဆိုလိုတယ်မမဲ့သေးရင်သူကသူနေပါစေမမဲ့သေးတာကိုမဲ့အောင်မလုပ်ဘူးတဲ့ပရိပါကံအာဂမင်တိသူကသူမဲ့အချိန်ကိုစောင့်ကြတယ်ဆိုလိုတာကယန္နာပုဂ္ဂိုလ်တွေကသေချိန်သူကသူမသေးသေးအောင်တော့မလုပ်ဘူးပေါ့ကိုသေအောင်တော့မလုပ်ဘူးသူကသူသေချိန်တန်လို့ရှင်သေလိုက်မယ်ဆိုပြီးအချိန်ကိုတော့စောင့်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကိုယ်တိုင်ကသူပြောတယ်နာဘိနန္ဒာမိမရဏနာဘိနန္ဒာမိစေဝိတံသေခြင်းတာကိုလည်းသေဆုံးမှုကိုလည်း तू မလိုလားဘူးအသက်ရှင်မှုကိုလည်း तू မလိုလားဘူးဒီနှစ်ခုကနော်ဆိုလိုတာကသေခြင်းတာလည်းမဟုတ်ဘူးနေခြင်းတာလည်းမဟုတ်ဘူးသူ့တဘာဝအတိုင်းသူထားတယ်လူတွေကြစိတ်ညစ်ရင်သေခြင်းတယ်လေဒါမှမဟုတ်လူတွေကပြောငါသေခြင်းလိုက်တာတကယ်သေပဲဆိုထွက်ပြေးဦးမှာပြောတော့ပြောတာပဲငါသေခြင်းလိုက်တာအဲ့တော့ယန္နာပုဂ္ဂိုလ်ဟာနေခြင်းလိုက်တာလို့လည်းမရှိဘူးသေခြင်းလိုက်တာလို့လည်းမရှိဘူးတဲ့ကာလင်းစပဋိကင်္ခာမိသေမဲ့အချိန်လေးကိုတော့သူကစောင့်ဆိုင်ပေးနေတယ်ဘာနဲ့ဥပမာတူတော့ဆိုနိဗ္ဗိတံပတကောယထာဝန်တန်းဟာလကရမဲ့နေတော့မျောတယ်ပေးသေးစာလေသူကပေးတာလားဟိုကပေးတာလားမသိဘူးပေးသေးနေဆိုရင်လက်လွဲတာနဲ့ကုံသွားကြိုတင်သုံးထားတာတွေပေးသေးနေကြကိုကပေးလိုက်ရအဲ့တော့ဝန်တန်းတယောက်ဟာလကထုံမဲ့နေကိုမျောလင့်တယ်လို့ပဲယန္နာပုဂ္ဂိုလ်တွေဟာဘယ်နေ့ကျဒီဒုက္ခတွေအဆုံးသတ်မလဲဒုက္ခအဆုံးသတ်မဲ့နေ့ကိုတော့တနေ့နေ့တော့ရောက်လာမှာပဲဆိုတဲ့အသိလေးတော့ရှိတယ်လို့သူတို့ပြောတယ်ညွှန်လင်းချက်လေးတော့ရှိအဲ့ဒါဘသူကပြောတော့ဆိုရှင်သာရိပုတ္တရာမထေရမြတ်ကိုယ်တိုင်ပြောခဲ့တဲ့စကားရှင်သာရိပုတ္တရာမထေရမြတ်ဒီတခုသောတစောင်းမုံလာသူကတက်တော့85နှစ်အရွယ်လောက်သို့မဟုတ်80ကျော်အရွယ်လောက်မြတ်စွာဘုရားအသက်80အဲ့ဒီမှာတစောင်းမုံလာဇမ်းမှာလာဇမ်း9ရက်လောက်အချိန်မှာသူတပါးတဲ့သမဘတ်ဝင်စားပြီးတော့တပါးတဲ့ကိန်းအောင်ပြီးတော့နေတဲ့အချိန်လေးမှာတပါးတဲ့ကိန်းအောင်နေတဲ့အချိန်လေးသမဘတ်ဝင်စားပြီးတော့ထတဲ့အခါခေါင်းထဲမှာဘာပေါ်လာတော့ဆို
အော်မြတ်စွာဘုရားလည်းအသက်80တောင်ရှိသွားပြီငါလည်းအသက်80ကျော်သွားပြီ85နှစ်ရှိအဲ့တော့ထုံတန်းဆင်လာရဘုရားနဲ့တပည့်ကြီးဘယ်သူကများအရင်ပြိဋိဘံဆံ့ရတယ်လဲပေါ့ဆိုတော့ထုံတန်းဆင်လာလို့ဖြစ်နေတာဘုရားရဲ့အရင်အဝကဧကတဝကကြီးတဲ့ပြိဋိဘံဆံလေးရှိကြတယ်ထုံးစံလို့ပြောတာဟာဓမ္မတာဆိုတဲ့သဘောကိုပြောတာဓမ္မနိယမလို့ခေါ်တယ်ဖြစ်စဉ်ကြီးတစ်ခုဖြစ်စဉ်ကြီးတစ်ခုဆိုတာအထူးမအောင်မေ့လေးနဲ့ဆောင်းကုန်လို့ရှိရင်ຫນွေရောက်တာဖြစ်စဉ်ပဲဘယ်သူမှလှုပ်တာတော့မဟုတ်ຫນွေပြီးရင်မိုးလာမယ်ဆိုတာဖြစ်စဉ်မိုးပြီးရင်ဆောင်းလာမယ်ဥရုသုံးပါးဆိုတာဒီလိုပဲလဲပတ်နေအဲ့ဒါလို့ဥရုနိယမလို့ဓမ္မနိယမလို့ခေါ်တယ်ဖြစ်စဉ်တစ်ခုအရာမြတ်စွာဘုရားပြိဋိဘံမဆံခင်တပည့်ကြီးတွေပြိဋိဘံဆံလေးရှိကြတယ်အဲ့ဒီတပည့်ကြီးတွေပြိဋိဘံဆံတာကိုစဉ်းစားမိပြီးတော့ငါရောဘယ်လောက်နေရအောင်မလဲကြည့်တယ်ကြည့်လိုက်တဲ့အခါလို့9ရက်ဆိုသွားတော့မှာပဲနော်ယန္တာပုဂ္ဂိုလ်မျိုးဂျန်တဲ့လူတွေဆိုဘယ်လိုလုပ်သူ့အသက်ဟာ9ရက်ပဲဂျန်တော့တဲ့စာအဲ့ချိန်မှာသိသွား9ရက်ပဲကြိုသိတယ်ဘာလို့မသိတာတော့ဆိုမစင်စားဘူးလေအဲ့ဒီချိန်မှာစဉ်းစားကြည့်လိုက်တော့ငါအသက်ပုံမှန်အဖြစ်ငါအသက်ဘယ်ချိန်ထိသွားအောင်မလဲလို့ဆိုသူ့အသက်9ရက်ပဲဂျန်တော့တယ်အဲ့ဒီ9ရက်ပဲဂျန်တော့တယ်ဆိုတော့တစောင်းမုံလာစံရှဲလောက်မြတ်စွာဘုရားစီသွားကြတော့နော်အဲ့ဒီချိန်မှာဆိုရင်တာမန်ပုဂ္ဂိုလ်ဆိုထိတ်လန့်တုန်လှုပ်သွားမှာသူ့အနေနဲ့ကတော့သေချိန်တန်နေဆိုတဲ့အချိန်ကိုသာသိတယ်သေချင်တာလည်းမဟုတ်ဘူးနေချင်တာလည်းမဟုတ်ဘူးစိုးရိမ်စိတ်ဆိုတာမလာဘူးဘာဖြစ်လို့မလာတော့တွေ့တာတာမှမရှိတာသူ့ဘဝသူတွေ့တာနေမှာသူစိုးရိမ်မှာဟုတ်အဲ့တော့တွေ့တာစိတ်မရှိတဲ့ဆိုလမ်းဘေးကတစ်ပင်ကြီးတစ်ပင်အဲ့တစ်ပင်ကြီးက6ပြီးတော့လဲသွားတယ်ဆိုအမလီတစ်ပင်ကြီးလဲသွားပြီဆိုဘယ်သူများသွားငိုတာရှိတယ်ကိုယ်နဲ့မဆိုင်တော့လည်းဘာမှဖြစ်ကြဘူးလေအဲ့ဒါလိုပဲယဟန္တာပုဂ္ဂိုလ်တွေဟာသူ့ကိုယ်သူတောင်မှပဲလမ်းမေးပေါက်တဲ့တစ်ပင်လိုပဲသဘောထားနိုင်တယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကြောင့်မို့အသက်ရှင်တာကိုလည်းမျောလင့်နေတာမဟုတ်ဘူးသေမှာကိုလည်းမျောလင့်နေတာသေခြင်းတယ်ဆိုတဲ့လူကစိတ်အလိုမကြတဲ့အခါသေခြင်းတတ်တယ်လေမကျေနပ်ဖြစ်နေတာတို့အစမပြေဖြစ်ရင်တော့သေခြင်းရတယ်လူတွေအဲ့တော့နေခြင်းတာလည်းမဟုတ်ဘူးသေခြင်းတာလည်းမရှိဘူးဆိုတော့ပုံမှန်ဖြစ်နေတဲ့အနေအထားမျိုး9ရက်ကြိုတင်ပြီးတော့တီးလိုက်တဲ့အခါဘုရားစီသွားလျှောက်မြတ်စွာဘုရားဘယ်မှာပြိဋိဘံဆံမလဲလို့မေးလိုက်တော့ပြိဋိဘံဆံတယ်ဆိုတော့လူတွေကဟိုသဘောမှာဘယ်သွားသိမလဲလို့မေးတာပါနော်ဘယ်သွားသိမလဲဆိုတော့သူ့ရဲ့မေတော်ကြီးဟာဖြမာကိုကိုးကွယ်နေတော့မယ်အဲမေတော်ကြီးကခမည်းတော်ကြီးကတော့မရှိတော့ဘူးလားမသိဘူးခမည်းတော်ကြီးကဥပသေနဝင်္ကန္တလို့ခေါ်တယ်ဝင်္ကန္တပုံနာကြီးမေတော်ကြီးကတာရီတဲ့အဲ့တော့မေတော်ကြီးကဗြဟ္မာကိုးကွယ်တော့မှရှိတယ်ဒါပေမဲ့သူ့သား4ယောက်သမီး3ယောက်ရဟန္တာတွေကြီးပဲအကုန်လုံးသား3ယောက်ကဥပဒိတရှင်သာရိပုတ္တရာဥပသေနဒုတိယသားနော်စုံဒယေဝရသား4ယောက်သမီး3ယောက်ကတော့စာလာတဲ့ဥပစာလာတိတုပစာလာဆိုပြီးတော့သမီးရတော့အားလုံးဟာသာသနာ့ဘောင်ဝင်ပြီးရဟန္တာတွေကြီးပဲအကုန်လုံးသို့တော်မေတော်ကြီးကဗြဟ္မာကိုးကွယ်တော့မှရှိသေးတယ်အဲ့တော့သူမေတော်ကြီးကိုတရားဟောဖို့အတွက်သူဘာလုပ်လဲဆိုရင်အိမ်ပြန်မယ်
ရှေးတုန်းကတထေးတွေမိသားစုတွေအိမ်ကိုထိမ့်သိမ့်ဆောက်ရှောက်ထားတတ်ကြဒီမိသားစုသားဖွားခန်းဆိုတာတည်တံ့ထားတယ်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေအဲ့တော့သူမွေးဖွားတဲ့ရှင်သာရိပုတ္တရာသူမွေးဖွားခဲ့တဲ့အခန်းကိုပြန်ပြီးတော့အဲ့ဒီမှာသိမယ်လို့ဆုံးဖြတ်တယ်။ဘာဖြစ်လို့အဲ့ဒီကိုသွားချင်တာတော့ဆိုရင်မေတော်ကြီးကိုတရားဟောချင်တယ်။အဲ့တော့နောက်ဆုံးမှာတနေ့တယူဆနာခရီးနဲ့9 ရက်သွားတာ။ဒါပြီးနေဟိုရောက်ညမှာယောဂဖောက်ပြီးမနေ့လင်အားကြီးမှာပြိဋိဘံဖြစ်သွားတယ်။တို့ဆိုလိုတာပေါ့နော်။အဲ့တော့သွားနိုင်သေးတယ်ဆိုတာတန်တမမာကြီးယောဂဖြစ်လို့တော့မဟုတ်ဘူးဟိုရောက်မှယောဂဖြစ်ပြီးတော့တညရဲပဲသွေးဝမ်းနေသွားပြီးတော့အားရရော့သွားပြီမနေ့မိုးလင်းတဲ့အချိန်မှာပြိဋိဘံပြုသွားတယ်တဲ့အဲ့ဒီတုန်းကရှင်သာရိပုတ္တရာသူပြောရတာနာဘိကင်္ခာမိမရဏံနာဘိကင်္ခာမိဇီဝိတံတေချင်းကိုလည်းသူမလိုလားဘူးတဲ့အသက်ရှင်နေမှုကိုလည်းသူမလိုလားဘူးတဲ့ကာလင်းစပฏิကင်္ခာမိတေမဲ့အချိန်လေးကိုတော့သူမျှော်လင့်ထားတယ်ပေါ့သိထားတယ်ပေါ့ဒါလေးဘာနဲ့ဝန်တန်းတယောက်ဟာလာကရမယ့်နေ့ကိုမျှော်လင့်ချက်ထားတယ်လို့ပဲတဲ့ဆုလိုက်ရမယ့်နေ့တစ်ခုပေါ့ဆိုလိုတာခန္ဓာကိုယ်ကြီးရှိနေသူဒုက္ခငါခံနေအောင်ဒါမရှိတော့ဘူးဆိုငါလိုချင်တဲ့ဆုလိုက်အပြည့်ဝရပြီဆိုတဲ့ဟာမျိုးတော့သူမျှော်လင့်နေတဲ့ဆိုပြီးတော့နောက်စကားတစ်ခုကလည်းဒီတိုင်းပဲပြောတာနာဘိနန္ဒာမိမရဏနာဘိကင်္ခာမိဇီဝိတံကာလင်းစပฏิကင်္ခာမိတံပဇာနောပဋိတ္တောတံပဇာနောပဋိတ္တောဆိုတာဒါသဘာဝတရားကြီးအဖြစ်ကိုလည်းပဲအသိဉာဏ်နဲ့ဆင်ញင်ထားတယ်ပဋိတ္တောဆိုတာသဘာဝတရားပေါ်မှာစင်စစ်မပြတ်တတိထားတယ်သဘာဝတရားကြီးဟာဒီကနေစပြီးဒီလိုသွားတာသူဆုံးသတ်မဲ့အချိန်မှာဆုံးသတ်မှာပဲပြစ်စင်တစ်ခုကနေပြီးတော့လောင်ချာနဲ့လွတ်တင်လိုက်တဲ့ဒုံမြန်ကြီးဟာအရှင်ကုန်တဲ့နေရာမှာကြာမှာပဲပေါ့ကံတရားကနေပြီးတော့လွတ်တင်လိုက်တဲ့ဘဝအရှင်ရှိနေသမျှသွားပြီးအရှင်ကုန်တဲ့အချိန်ကျတော့ကြာသွားတာကောင်းကင်ကိုပြစ်တင်လိုက်တဲ့လေးဟာပြစ်တင်လိုက်တဲ့လေးကျိုးရဲ့အင်အားနဲ့သူကအပေါ်တက်နေမှာပဲအဲ့ဒီတက်တဲ့အရှင်ကုန်တဲ့အခါကျပြန်ကျလာတာဒီသဘောပဲဘဝဆိုတာစမွေးဖွားလိုက်တဲ့အချိန်မှာသူကသတ်မှတ်လိုက်ပြီးသားပဲသတ်မှတ်တယ်ဆိုတာပြစ်တင်လိုက်တဲ့အချိန်ကဘယ်လောက်ရှိသလဲအဲ့ဒီအချိန်တိုင်းသွားမှာပဲကံအချိန်ကြီးမှရင်သွားသို့တော့ဒီကြားထဲမှာဒုံခွင်းဒုံဆိုတာရှိသေးတယ်ဒုံခွင်းဒုံနဲ့တွေ့သွားလို့ကတော့အပေါ်မရောက်ခင်ပြုတ်သွားတာလည်းရှိတာပေါ့နော် accident နဲ့သေတယ်ဆိုတာမျိုးအဲ့ဒီလိုတွေအဲ့တော့တမ္ပဇာနောပဋိတ္တောတတိကောင်းကောင်းထားပြီးတော့ဆင်ခြင်တုံတရားနဲ့ဘဝမှာနေထိုင်သွားတယ်လို့ရှင်သာရိပုတ္တရာမထေရမြတ်ကဘာကြောင့်ဒီဒုက္ခမှန်သိရတဲ့နဲ့ဒုက္ခကိုကာယကဒုက္ခနဲ့ကြုံတွေ့ရတဲ့နဲ့ဘာကြောင့်ပြိဋိဘံမဆန်ရတယ်လဲဆိုတဲ့မိလိုက်တာမင်းကြီးရဲ့မေခွန်းကိုရှင်နာဂသေနာရှင်သာရိပုတ္တရာမိန့်ကြားတဲ့စကားနဲ့ကိုးကားပြီးတော့ဖြေဆိုလိုက်တဲ့အခါမှာမိလိုက်တာမင်းကြီးကကျေနပ်အားရသွားပြီကံလောတိဗန္တိနာဂသေနာရှင်နာဂသေနာဖြေဆိုချက်တင့်တော်ပါတယ်အဓိပ္ပာယ်ရှိပါတယ်လို့အဲ့ဒီလိုလျှောက်ထားပြီးဒီမေခွန်းရဲ့အဖြေကိုကျေနပ်စွာလက်ခံသွားတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ခံစားမှုနဲ့ပတ်သက်ပြီးပုရုဇဉ်နဲ့ယန္တာပုဂ္ဂိုလ်ရဲ့ခံစားမှုချင်းဟာကွဲပြားခြားနားမှုရှိတယ်ပုရုဇဉ်တွေမှာကာယကဒုက္ခစေတသိကဒုက္ခနှမျိုးစလုံးခံစားရတော့လေယန္တာပုဂ္ဂိုလ်တွေမှာတော့ကာယကဒုက္ခတစ်မျိုးသာခံစားရပြီးစေတသိကဒုက္ခမရှိတဲ့အကြောင်းအခုလိုရှင်းလင်းပြတ်သားစွာသိကြသည့်အတွက်ကြောင့်တို့တွေမှာ
ကာယကဒုက္ခဆိုတာခန္ဓာကိုယ်ရနေသမျှခံစားရမှာဖြစ်ပြီးစေတသိကဒုက္ခစေတသိကဒုက္ခမှလွတ်မြောက်အောင်တို့တွေရှင်းကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်ဆိုတာကိုယ်စီတတိထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း